U B O M K J I အားလုံးပဲမင်္ဂလာပါဒီကလေးဟာတကယ်ထူးခြားတဲ့ကလေးဖြစ်ပါတယ်ကာကြီးကခွဲ ABCD တွေဘယ်သူမှမရနိုင်တဲ့ပြောင်းပြန်တွေကိုအလွတ်ယူနိုင်တဲ့သူဖြစ်ပါတယ်ဆရာမတွေလည်းသူ့ကိုတကယ်အော်ရတယ်လူတိုင်းကလည်းသူ့ကိုအော်ရတယ်အခု TikTok မှာဆိုသူ့ကိုမီလီယံချီပြီးတော့မှကြီးကြတာကိုတွေ့ရပါတယ်အစနဲ့ကျွန်တော်ကြီးကြရအောင်မင်းဘယ်လိုရတာခေါင်းမြန်ရတာတဲ့ရတာ အသေးရောပြောင်းပြန် အတဲ့ရင်ဆိုကွာ ဒီမှာပြောင်းပြန်သွားမှာ အေး ဘာလဲ ကာကြီးထောက် လဲနေလောက်နော်လဲနေငါးနေဝန်ကျင်လောက်ပဲရှိအောင်ဒီကလေး 咱们说呢，把这些草呗抬到咱们，哪里单位不他跟打热潮在呢？把到拍到白菜把工嘛，他不也牙膏牙哇大哈牙鸡牙鸡哈大哇牙膏牙不也嘛把工白菜拍到把到，然后潮菜假如他跟到位不，哪里咱们抬到草呗把这些，你看咱们这打过晒一晒，我嘎鸡刚来开会嘎鸡。 ဟာမဟုတ်လေခွဲဆိုပြအောင်လေ အကြီးတွေတော့လန့်တော့အော်တော့ကာကြီးကခွေးရတဲ့အစားဆိုပြီးတော့ဟာလာကြီးအပြီးကနဲ့ပြောင်းပြန်တဲ့ခေါက်ကိုကာကြီးစီပြန်ဆိုတာသူရဲ့စဉ်းစားရဲနော်သူရဲ့ဦးတော့အလောက်လောက်ပုံကတခြားကလေးနဲ့မတူကျောင်းမှာလည်းအဲ့လိုဖြစ်လို့ဆရာမတစ်ခုတင်နေဆိုတော့ဒဲဆိုလဲရတယ်ပြောင်းပြန်ဆိုလဲရတယ်အဲ့လိုဖြစ်တော့ဆရာမတွေတောင်သူနော်အော်ရလို့ပြောတယ်အခုဒီဆရာတွေဗီဒီယိုရက်ကော့ယူတဲ့လူတွေတော့အော်တော့ကြည့်ပါဦး မင်းရတန်းဆိုတာတန်းဆိုတော့ငါတော့မျက်စိလေကွာဟိုခေါင်းမြန်ကိုသိချပြန်ဆိုရခေါင်းမြန်ဆိုအတဲ့မဆိုနဲ့ခေါင်းမြန် 把多嘛？ ကာကြီးထောက်ကိုခေါင်းမြန်ဆို 牙鸡哈大哇呀，牙鸡哈大哇，牙鸡哈大哇牙膏牙不也？妈把个白菜拍到巴掌，拿来炒菜炸多他的当位不，拿起柴毛柴搞炒白打地鸡，你看咱们这拿过晒一晒哦，妈嘎鸡刚来开过嘎鸡。 အဲ့မှာတော့အာကနေဟိုဂန်းငယ်ကကြီးချလာတွားလို့မျိုးလို့စဉ်းစားတာလေခုနကပြောင်းပြန်တဲ့တော့အစီပြေတယ်သူကကြီးရတယ်အဲ့ကြောင့်တော့ကိုယ်ဤတော့ကလည်းပြောမှဆိုသူများစာကူးကြည့်တဲ့အချိန်မှာလေနော်ဟိုအသက်မဟုတ်ဘဲပြောင်းပြန်ပြီတော့မလွယ်တော့ဘူးနော်ဒီကအားလုံးရေးနိုင်မှာအခု ABCD ပြန်ဆိုတဲ့အကြည့်ရအောင်တကယ်သူချွေတဲ့ကလေး ABCD ရောရလား 呀， ဟောက်လို့ရလားဟောက်လို့ဆိုပါ Z Y A W V U D A R U B O M K J I A T E D C B A နောက်ဆုံးကလည်း alphabet ABCD ကနေ ABCD မဆိုတော့ဟို Z ကနေဆက်လိုက်ဆိုတာပဲချတာ ကိုရက်တဲ့တယ်တော့အားလုံးမှာအားလုံးတကူတိုင်းတော့မရဘူးမိသူသေးမအောင်ရိုက်ရ သူ့ဘာလို့ဆိုရဲအကြောင်းတော့မှာ ဟုတ်လား ပြန်မရောက်လာ မင်းဘယ်နဲ့တန်းတော့ ကဲကြီးရန်တာ ဘယ်နဲ့နဲ့ နိုင်ငံမှာတော့တကယ်တော့ထူးခြားတဲ့လူတွေတော့ရှိတယ်နော်တကယ်ထူးခြားတဲ့လူတွေရှိတယ်စပိန်စီးတာကောဘောလုံးကန်တာကောချင်းလုံးတိုးတာကောကလေးတွေတော်တော်တဲ့လူရှိအဲ့လိုတမန်ထူးခြားတာပေါ့လေတိတက်တင်ပေးနေတာမျိုးမဟုတ်ဘူးအခုဒီကလေးလေးရတာအလုံးစုံရှိလဲ9နှစ်လောက်ပဲရှိမှာဆိုရင် ABCD တွေကိုလည်းရတယ်ပြောင်းအသေးလဲဆိုလို့ရပြောင်းပြန်လဲဆိုလို့ရတယ်ကျောင်းပါလဲအဲ့လိုဖြစ်လို့ဆရာမတွေကသူ့ကိုတက်ချကြည့်ရတယ်ဂယူဆိုင်ရတယ်လို့ပြောနော်